ဒီအသီးတွေအလုံးထဲမှာဘယ်အသီးကိုစားဘူးကြလဲ gooseberry တော်လေးစားလို့ကောင်းတယ်သူကချို့တယ်တစ်ကနေတစ်ဆက်ဆိုရင်ရှစ်ခွဲပေးတယ် red currant ရမ်းချင်တယ်သူကတော်လေးကိုချင်တယ်ပေါ့နော်တစ်ကနေတစ်ဆက်ဆိုရင်သူ့ကို9လောက်ပေးတယ် black currant သူရဲ့ရတာကချိုလေးနဲ့စားလို့ကောင်းတယ်သူ့ကိုတစ်ကနေတစ်ဆက်ဆိုရင်တစ်ဆက်ပေးတယ် wild strawberries ဒါတော့အရန်စားလို့ကောင်းတယ်သူ့ကိုတစ်ကနေတစ်ဆက်ဆိုရင်100ပေးပါတယ် raspberry raspberry ကိုတစ်ကနေတစ်ဆက်ဆိုရင်8လောက်ပေးပါတယ်ငါပြောတည် helloဆိုတော့ဒီအသီးတွေအားလုံးထဲမှာဘယ်အသီးစားဘူးလဲဆိုတာကိုပြောပြခဲ့ပါဒီနေ့တလောက်ပါပဲအားလုံးပကာပကာ